ဧရာဝတီမြစ်ရဲ့ကမ်းပါးပေါ်မြန်မာသမိုင်းထဲကသွေးနဲ့ရေးထားတဲ့နေရာတစ်ခုရှိပါတယ်။အဲ့ဒါကတော့ဓနုဖြူခံတပ်ဖြစ်ပါတယ်။1824ခုနှစ်ပထမအင်္ဂလိပ်မြန်မာစစ်ပွဲစတင်ချိန်မှာဓနုဖြူခံတပ်ဟာအင်္ဂလိပ်ရေရင်တပ်ကိုတားဆီးနိုင်ဖို့အရေးအကြီးဆုံးကာကွယ်ရေးခံတပ်ဖြစ်လာခဲ့ပါတယ်။ဒီခံတပ်ကိုဦးဆောင်ကာကွယ်ခဲ့သူကမြန်မာသမိုင်းထဲကအထင်ကရစစ်သူကြီးမဟာဗန္ဓုလဖြစ်ပါတယ်။သူဟာစစ်သားတွေကိုကိုယ်တိုင်ရှေ့တန်းကဦးဆောင်ပြီးနိုင်ငံအတွက်အသက်မစဉ်းစားခဲ့တဲ့စစ်ကောင်းဆောင်တစ်ယောက်ပါ။အင်္ဂလိပ်တပ်ဟာအမြောက်ကြီးများနဲ့ဓနုဖြူခံတပ်ကိုမရက်မနားပစ်ခတ်ခဲ့ပါတယ်။ဒါပေမဲ့မဟာဗန္ဓုလကနောက်ဆုတ်မသွားခဲ့ပါဘူး။1825ခုနှစ်အင်္ဂလိပ်အမြောက်ကြီးတစ်လုံးဟာဓနုဖြူခံတပ်အတွင်းကျရောက်ခဲ့ပြီးမဟာဗန္ဓုလဟာတိုင်းပြည်အတွက်အသက်ပေးကျဆုံးသွားခဲ့ပါတယ်။ရဲကျဆုံးမှုဟာမြန်မာစစ်သမိုင်းအတွက်အလွန်ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့မဟာဗန္ဓုလရဲ့တတ္တိတစ္ဆာနဲ့အမျိုးသားရေးစိတ်ဓာတ်ကယနေ့ထိမမေ့နိုင်တဲ့အမွေအနှစ်တစ်ခုဖြစ်နေစေပါ။ဓနုဖြူခံတပ်မဟာဗန္ဓုလသူရဲကောင်းတစ်ယောက်ရဲ့နာမည်ကသမိုင်းထဲမှာထာဝရကျန်ရှိနေပါလိမ့်မယ်။